Guchima USS Gerald R. Ford လေယာဉ်တင်သင်္ဘောကြီးဟာ Pacific သမုဒ္ဒရာတစ်ဖက်ကနေတစ်ဖက်ပြန်တန်းနေပါတယ်။တင်မောပေါ်မှာလူ4539ယောက်ရှိပါတယ်။အမေရိကန်မှာမြို့ငယ်လေးတွေအများစုရဲ့လူဦးရေထက်တောင်ပိုများနေပါတယ်။သူတို့ဟာကုန်းမြေကနေရာချီမိုင်ဝေးတဲ့နေရာမှာရှိနေကြပါတယ်။ပပလည်းရေပဲရှိပါတယ်။ရေပင်လယ်ဖြစ်တဲ့ဒီလူတွေဟာခီးသွားတွေမဟုတ်ပါဘူး။အလားရဲ့စင်နွှဲနေတာလည်းမဟုတ်ပါဘူး။သူတို့ဟာနေရောညရောအလုပ်လုပ်နေကြပါတယ်။ကမ္ဘာပေါ်မှာအန်ဒီအများဆုံးအလုပ်တွေတက်ကတစ်ခုကိုလုပ်နေကြတာပါ။နေ့စဉ်သူတို့အတွက်ထမင်း18000လောက်စားသုံးရပါတယ်။အဲ့ရနေရာတွေကထောင်တဲကအခန်းငယ်တွေထက်တောင်ပိုသေးပါတယ်။ပင်လယ်ပြင်ပေါ်မှာတိဆောက်ထားတဲ့အစွမ်းအထက်ဆုံးလက်နက်တွေကိုလက်ပတ်နေကြပါတယ်။အဲ့ဒီမေကွန်ကြီးကဘာလဲဆိုတော့လူ9000နီးပါးကပင်လယ်အလယ်မှာလက်ပေါင်းများစွာဘလို့ရှင်တန်နေကြတာလဲ။အဖြစ်ကလူအများစုထင်ထားတာတဲ့အများကြီးအံ့ဩစရာကောင်းပါတယ်။ USS Gerald R. Ford ဟာတင်မော်တစည်းတယ်မဟုတ်ပါဘူး။ရေပေါ်မှာရှိတဲ့မြို့တစ်မြို့ပါ။အခုချက်ချင်းရေတပ်တင်မော်စစ်သားနဲ့လေတပ်သားစုစုပေါင်း4539ယောက်ဟာနျူကလ িয়ার စွမ်းအင်နဲ့မောင်းနေတဲ့ဒီလေယာဉ်တင်မောပေါ်မှာသူတို့ဘဝတစ်ခုလုံးနေထိုင်နေကြရပါတယ်။ဒီတစည်းတယ်မဟုတ်ပါဘူး။အမေရိကန်မှာနျူကလ িয়ার စွမ်းအင်နဲ့မောင်းနေတဲ့လေယာဉ်တင်မော7စီးရှိပါတယ်။တစည်းချင်းစီမှာလူ9000လောက်ပါဝင်ပါတယ်။နေပေါ်များစွာကြာအမေရိကန်ရေတပ်ရဲ့အဓိကအင်အားဖြစ်တဲ့ Nimitz အတန်းတင်မောတွေရှိခဲ့ပါတယ်။ USS Abraham Lincoln, USS George Washington, USS Ronald Reagan တို့တင်မောတွေဖြစ်ပါတယ်။တဦးချင်းစီဟာကမ္ဘာသမုဒ္ဒရာတွေပေါ်မှာဆွေ့လျားနေတဲ့မြို့ငယ်လေးတစ်မြို့နဲ့တူပါတယ်။ဒီတင်မောတွေဟာအင်ဂျင်နီယာအံပွဲဇာကောင်းတဲ့ပညာတွေဖြစ်ပါတယ်။တစည်းတိဆောက်ဖို့ဒေါ်လာ73ဘီလီယံကျော်ကုန်ကြပါတယ်။တစည်းတိဆောက်ဖို့10နှစ်နီးပါးကြာပါတယ်။ဒါပေမဲ့တိဆောက်ပြီးရင်လောက်ပေါင်းများစွာတယောက်တည်းလည်ပတ်နိုင်ပါတယ်။ရန်သူရေပြင်ထဲမှာလူ9000ကိုအိမ်ကမိုင်ထောင်ချီဝေးတဲ့နေရာမှာထောက်ပံ့နိုင်ပါတယ်။အရွယ်အစားကိုကြည့်ရအောင်။ USS Gerald R. Ford ဟာအလျား1092ပေရှိပါတယ်။အဲ့ဒါဟာ Empire State အဆောက်အုံရဲ့အမြင့်ထက်ပိုရှိပါတယ်။အပြည့်အဝတင်ဆောင်ထားရင်တန်းချိန်300ကျော်အလေးချိန်ရှိပါတယ်။အန်ဩစရာကောင်းတာကစိတ်ကံမဟုတ်ပဲရက်90ဆက်တိုက်ပင်လယ်ပေါ်နေနိုင်ပါတယ်။ရက်90လူ9000ကုန်းမြေတစ်ခုမှမမြင်ရပါဘူး။အစအတော့ကိုဘလို့စီမံလဲဆိုတော့လူ9000ကိုနေ့စဉ်ဘလို့ကျွေးမွေးမလဲ။မိဖို့ကြောင့်တွေဟာတစ်နေ့24နာရီတစ်ပတ်9ရက်လုပ်ပါတယ်။နေ့စဉ်သမင်း18000ကျော်ပြင်ဆင်ပါတယ်။လက်စားတဲ့ပူနွေးတဲ့စားစာတွေပါတင်မော်ရွှေနေချင်းအပေါ်မှာဂျယ်လီရင်တွင်ပြန်တန်းနေချင်းလိုင်းတွေကကုန်းပါကိုရက်ခတ်နေချင်းမှာတော့ဆက်လုပ်နေရပါတယ်စားစာတူလောင်ယုံကအရန်ကြီးမားပါတယ်အေးခန်းကြီးတွေဟာဂိုးတောင်ကြီးတွေနဲ့တူပါတယ်အေးခဲအသားလက်ဆဟင်းဒီဟင်းရွက်နို့ထရပ်ပစ္စည်းအချောက်အလန့်တွေထက်ထားပါတယ်အစားအစာအရေးသွေးကအံ့ဩစရာကောင်းပါတယ်ရေတက်ချက်ပြုတ်သူတွေဟာထိတ်တန်းချက်ပြုတ်ကျောင်းတွေမှာလေ့ကျင့်ထားကြပါတယ်ချက်ပြုတ်ပြန်ပွဲတွေမှာရှင်ပြိုင်ကြရပါတယ်နေ့စဉ်လက်ဆက်တဲ့ပေါင်မုတ်ဖုတ်ပါတယ်ဗီဇာညရှိတဲ့တင်းလာညဖြစ်တဲ့အသားကင်တဲ့ကမာကင်ညစာတောင်ရှိပါတယ်ဒါတွေဟာစစ်တပ်စားအစာရွမဟုတ်ပါဘူးတကယ်လက်ဆက်ချက်ပြုတ်ထားတဲ့အစားအစာတွေပါလူ9000ဘက်မှာအိတ်ကြလဲဆိုတော့rack လို့ခေါ်တဲ့အိယာတွေမှာအိတ်ကြပါတယ်အလွာ3လွာထပ်ထားတဲ့အိယာတွေပါတယောက်ချင်းနေရာသိငယ်ပါတယ်အုတ်ကရုံးအရွယ်လောက်ပဲရှိပါတယ်ဒါပေမဲ့သူတို့ရဲ့ကိုယ်ပိုင်နေရာပါမိကွက်လေဝင်လေထွက်အသေးစားတိုးလောင်ကျုံတွေပါပါတယ်ဓာတ်ပုံတွေကိုယ်ပိုင်ပစ္စည်းတွေနဲ့အလားဆင်ကြပါတယ်ကိုကြီးကိုရာနေရာနဲပါတယ်အလုပ်သမားငယ်တွေကခန်းကြီးတွေမှာအတူအိတ်ကြရတဲ့အရာရှိတွေကတော့နည်းနည်းပိုကောင်းတဲ့အခန်းရပါတယ်ဒါပေမဲ့တင်မောပေါ်မှာနေရာဟာအဖိုးတန်ပါတယ်အလုတ်ကဘယ်တော့မှမရပါဘူးလေရင်တင်မောတွေဟာတစ်နေ့24နာရီလဲပတ်ပါတယ်ပိတ်ရမရှိပါဘူးအားလာရလည်းမရှိဘူးလေရင်ပြန်တန်းရာကုန်းပတ်မှာမိနစ်အငယ်ငယ်ချပြီးဂျက်လေရင်တွေထွက်ပြန်နေပါပဲဒါဟာကမ္ဘာပေါ်မှာအန်ဒီအများဆုံးအလုပ်နေရာတစ်ခုပါကုန်းပတ်အလုပ်သမားတွေကအယောင်မတူတဲ့ရှိုက်အင်ဂျီတွေဝေ့ရပါတယ်အဝါရှိုက်အင်ဂျီကလေရင်ရန်လန်းညွန်ပါတယ်အပြရှိုက်အင်ဂျီကကျိုးတွေကင်တယ်အနီရှက်ကလက်နဲ့စီမံတယ်ခရမ်းရှက်ကလောင်စာထဲတယ်အစိမ်းရောင်ရှက်ကကက်ဘဲလက်ပါပါတယ်
သူတို့အများစုဟာအရန်ငယ်ရွယ်ကြပါတယ်အချို့ကထက်တန်းကြောင်းပြီးချင်းချက်ချင်းပါလာကြပါတယ်တစည်းတန်ဖိုးဒေါ်လာ80မီလီယံလောက်ရှိတဲ့တိုက်လေတွေနဲ့အလုပ်လုပ်ကြရပါတယ်အမားတစ်ခုကအသက်ဆုံးစေနိုင်ပါတယ်တင်မောအောက်မှာနျူကလ িয়ার တပ်ပေါင်းဖိုတွေကအရာအလုံးကိုစွန့်ရင်ပေးနေပါတယ်လူတသိန်းရှိတဲ့မြို့တစ်မြို့အတွက်လက်စစ်လုံလောက်အောင်ထုတ်ပေးပါတယ်နျူကလ িয়ার လက်ကျင်ထားတဲ့ရေတပ်သားတွေကနှစ်နီးပါးလေ့လာသိကျင်ပြီးမှအလုပ်လုပ်ခွင့်ရပါတယ်လုံခြုံရေးစံနှုန်းတွေအရင်မြင့်ပါတယ်ဒီတပ်ပေါင်းဖို့တွေကလောင်စာမဖြစ်ပဲ20ကျော်လဲပါနိုင်ပါတယ်မိကွဲကွန်ပျူတာရေရာမိဖို့ကြောင်းရေစနစ်အားလုံးကိုပါမောင်းနေပါတယ်တင်မောကတောက်3ရေကိုယ်တိုင်ထုတ်ပါတယ်ပင်လယ်ရေကိုတန့်စင်ပြီးနေ့စဉ်ဂါလန်4သိန်းကျော်ထုတ်ပါတယ်တောက်ဖို့ချက်ပြုတ်ဖို့ရေချိုးဖို့အဝတ်လျှော်ဖို့အတွက်လုံလောက်ပါတယ်အမိုက်တွေကိုလည်းတင်မောပေါ်မှာစီမံပါတယ်အမိုက်ခွဲခြားပြီးလုပ်ငန်းစဉ်တွေဖြတ်ပါတယ်လူညစ်ကြေးတွေကိုကုသစနစ်နဲ့ဖြတ်ပါတယ်တင်တော်တဲ့လုပ်ငန်းစဉ်မရှိဘဲပင်တဲ့ထဲဘာမှမဖြစ်ပါဘူးစေကူတမှုလည်းအစဉ်တည်းရှိပါတယ်တင်ပေါ်မှာစေယုံအပြည့်စုံရှိပါတယ်ဆရာဝန်တူနာပြုခွဲစိတ်ခန်းဓမ္မဆက်တွေပါပါတယ်တင်ပေါ်ဆွေးနွေးခြင်းမှာတော့ခွဲစိတ်မှုလုပ်နိုင်ပါတယ်လူအရင်ရဟရင်နဲ့လူနာတင်ပို့နိုင်ပါတယ်ဒါပေမဲ့များသောအားဖြင့်ပင်လယ်ပေါ်မှာအားလုံးကိုကင်တွယ်နိုင်ပါတယ်ဆက်သွယ်ရေးလည်းနှစ်တွေကြာတိုးတက်လာနေပါတယ်အခုရည်တသားတွေကိုအီးမေးလ်ပို့နိုင်တယ်မိသားစုနဲ့ဗီဒီယိုခေါ်နိုင်တယ်အွန်လိုင်းပညာသင်ကြားနိုင်တယ်အရင်ကချီတက်နေချင်းတခါဖုန်းတူလေးပဲခေါ်ခွင့်ရခဲ့ပါတယ်အခုဆက်သွယ်နေနိုင်တာကစိတ်ဓာတ်တွေအတွက်အများကြီးကွာခြားပါတယ်မုန်တိုင်းတွေရင်ဆိုင်ရရင်ရောလေယာဉ်တင်သင်္ဘောတွေဟာပြင်းထန်တဲ့ရာသီဥတုကိုခံနိုင်အောင်တိစောက်ထားပါတယ်ပေ30ကျော်မြင့်တဲ့ line တွေကိုခံနိုင်ပါတယ်တင်မောဆက်ရွှေ့နေတဲ့အလုပ်သမားတွေဆက်လုပ်နေတဲ့မုန်တိုင်းလေပြင်းမာတော့မှာလုပ်နိုင်ပါတယ်လမ်းညွှန်ရေးအဖွဲ့တွေကတနေ့24နာရီအလုပ်လုပ်ပါတယ်တစ်ချိန်တန်ချိန်တသိန်းရှိတဲ့တမရီကိုသမုတ်တရားပေါ်လုံးချုံစွာလမ်းညွှန်ပါတယ်ပြပြင်းထိတ်မှုကဘယ်တော့မှမရပါဘူးစနစ်ထောင်ချီကပြည့်စုံစွာအလုပ်ရပါတယ်ပင်နယ်ထဲမှာဘလို့ရထားလို့မရပါဘူးလေ့ကျင့်ရေးကအမြဲရှိနေပါတယ်မိလေ့ကျင့်ရေးအရေးပေါ်လေ့ကျင့်ရေးစစ်ပွဲလေ့ကျင့်ရေးတွေပါရေတပ်သားတိုင်းကဘာလို့ရမယ်ဆိုတာအတိအကျသိရပါတယ်အရေးပေါ်အချိန်မှာလူ9000ရဲ့အသက်ဟာအဲ့ဒီအပေါ်မှာမူတည်ပါတယ်တင်မောဘောကဘွားကခိုင်မာတဲ့ဆက်ဆံရေးတွေတိစောက်ပေးပါတယ်ဘာသာရေးဝတ်ပြုပွဲတွေရှိတယ်စာကြည့်တိုက်ရှိတယ်အားကစားရုံရှိတယ်ရုပ်ရှင်ညလည်းရှိတယ်အားကစားပြိုင်ပွဲတွေရှိတယ်ပင်လယ်ငိမ့်နေချိန်မှာလေရင်ပြန်တန်းရန်ကုန်းပေါက်ပေါ်မှာဘာဘီကျူရှိပါတယ်လူသမားတွေကနောက်ခံအမျိုးမျိုးပြည်နယ်အသီးသီးပြည်နယ်ပညာရေးအစင်မတူရည်ကျင်းမှုမတူကနေလာကြပါတယ်ဒါပေမဲ့အဖွဲ့တစ်ဖွဲ့အတွက်အတူအလုပ်လုပ်ကြပါတယ်လောက်ကန်တိုးတက်မှုလည်းပင်လယ်ပေါ်မှာရှိပါတယ်စမေးပွဲတွေဖြေကြတယ်ယာတုတိုးကြတယ်လူငယ်ကောင်းဆောင်တွေကရှုပ်ထွေးတဲ့စနစ်တွေကိုစီမံကြတယ်ဒါဝန်ကအရန်ရေးကြည့်ပါတယ်တာဝန်ကလည်းကြီးမားပါတယ်ဤပညာကဆက်တိုးတက်နေပါတယ် USS Gerald R. Ford မှာလက်စစ်တန်လိုက်ကက်တဘယ်တွေသုံးပါတယ်အစမြင့်ရေဒါကပြင်မရာချီကိုချီရခံတဲ့ကွန်ပျူတာစနစ်တွေကဌာနအားလုံးကိုချိတ်ဆက်ထားပါတယ်ဒါပေမဲ့အဆုံးမှာအရေးကြီးဆုံးကလူတွေပဲဖြစ်ပါတယ်အမေရိကန်9000ရောက်အတူအလုပ်လုပ်နေကြတယ်စီးပွားရေးတရားမှုကအရန်ကြီးမားပါတယ်ခြေတက်နေချိန်တိုင်းအိမ်မှာကြံခဲ့တဲ့မိသားစုတွေကိုထိခိုက်ပါတယ်ပန်ပိုးရတင်မောတွေရဲ့စာချုပ်သမားတွေကနောက်ွယ်ကကူညီနေကြပါတယ်မဟာဗျူဟာအရဒီတင်မောတွေကကမ္ဘာနေရာတိုင်းကိုရွှေ့နိုင်ပါတယ်လေကြောင်းအင်အားပေးတယ်လူသားချင်းစာနာထောက်ထားရေးအကူအညီတွေပေးတယ်လုံခြုံရေးတည်ရှိမှုတွေပြတယ်ပေါင်းဝန်းကျင်စံနှုန်းတွေလည်းတိုးတက်လာပါတယ်တင်မောအသစ်တွေကပိုထိရောက်ပါတယ်အမိုင်းစနစ်တွေကိုအစင်မြင့်ထားပါတယ်ရေတပ်ကတိုးတရားတွေကိုကာကွယ်ဖို့အလုပ်နေပါတယ်အနာဂတ်ကိုကြည့်ရင်ဤပညာဆက်တိုးတက်မှာပါဒါပေမဲ့မစ်ရှင်ကအတူတူပဲဖြစ်တယ်အမျိုးသားအကျိုးစီးပွားကာကွယ်ရေးအင်အားပြတ်ရေးမဟာမိတ်တွေကိုပံ့ပိုးရေးပါအရာအလုံးရဲ့အချက်ချာမှာတင်မောပေါ်မှာရှိတဲ့အမျိုးသားနဲ့အမျိုးသမီးတွေပါပဲသူတို့ဟာထူးခြားတဲ့ဘဝတွေနေထိုင်ကြရပါတယ်ထူးခြားတဲ့အခြေအနေတွေမှာပါနေ့စဉ်ထမင်းတစ်ခွက်စားကြတယ်ကျက်လျင်တစည်းချင်းထွက်ပြန်ကြတယ်စနေတစ်ခုချင်းထိမ့်သိမ့်ကြတယ်ဒါဟာစီကံအဖွဲ့အစည်းအနံမှုကိုပြသနေပါတယ်ဒီတင်မောတွေဟာတင်မောတွေတည်းမဟုတ်ပါဘူးရေပေါ်မြို့တွေပါအမျိုးသားအင်အားရဲ့တင်ရတာတွေပါနောက်တစ်ခါလေယာဉ်တင်မောအကြောင်းကြားတဲ့အခါဒါကိုတတိယပါလူ9000လောက်ဟာပင်လယ်ပေါ်မှာနေထိုင်ကြရတယ်
အိမ်ကဝေးနေရတယ်နေ့စဉ်အလုပ်လုပ်နေကြတယ်ကျွန်တော်တို့အများစုကစိတ်မကူးနိုင်တဲ့အခြေအနေတွေမှာပါဒါဟာနျူကလ িয়ার စွမ်းအင်နဲ့မောင်းနေတဲ့လေယာဉ်တွေတင်မောပေါ်ကဘဝဖြစ်ပါတယ်